City Map ကိုဆမ်မ supply chain ဖြစ်တယ်လို့ပြောမယ်ပြောလို့ရလား supply chain လို့ပြောရင် supplier ပါရမယ် focus fund ရှိရမယ် customer ပါရမယ်စမလို့မှတ်ထားမှာဘယ်လုပ်ငန်းဘယ် company အလားဘယ် company မဆိုတစ်ဖက်မှာ supplier ကိုချိန်ရတယ်တစ်ဖက်မှာ customer ကိုချိန်ရပြီဆိုရင်အဲ့ company အဲ့လုပ်ငန်းကိုစမလို့ supply chain လို့မြင်ကြည့်လို့ရမယ်အဲ့တော့ City Map ဒီလက်လျောင်းတဲ့လုပ်ငန်းဖြစ်တယ် supermarket ဖြစ်တယ်အဲ့ဒါတခုချင်းစီရောင်းပေးတယ်တယောက်ချင်းစီကိုလည်းလိုချင်တဲ့လောက်တခုဝယ်လဲရောင်းပေးတယ်အဲ့ဒါ City Map တို့ဂမုံးပင်တို့ Ocean တို့ဒါတွေအကုန်လုံးကဒီ supermarket တွေကုန်တိုက်တွေအကုန်လုံးက retailer တွေပဲအဲ့ City Map ကိုဆမ်မ supply chain ဖြစ်တယ်လို့ပြောမယ်ပြောလို့ရလားသူဆိုင်မှာတင်ရောင်းဖို့အတွက်လိုတဲ့ပစ္စည်းတွေရောင်းပေးနေတဲ့လုပ်ငန်းတွေကသူ့ရဲ့ supplier စီမဟုတ်ဘူးလားအဲ့ supplier ရှယ်ရတဲ့ပစ္စည်းတွေတစ်ဖက်မှာ customer တွေသူမရောင်းနေရဘူးလား ကောင်းနေရပါ ကြောင်းတယ်ဒါဆို City Map ဒီတစ်ဖက်မှာ supplier ကိုချက်ရမယ်မဟုတ်ဘူးလားသူဆိုင်မှာတင်ရောင်းတဲ့ပစ္စည်းတွေရဖို့ supplier ကိုမချက်ရဘူးလား သိရပါ ချက်ရမယ်ပြီးသူကတစ်ဖက်မှာသူ့ဆရာကိုလာဝယ်တဲ့ customer တွေသူရောင်းပေးနေရသေးတယ်ကဲဒါဆိုရင်စမလို့ City Map ဒီ supply chain လို့မြင်ကြည့်လို့ရတယ်နားလဲလား နားလည်းပါ တော်တော်